everyone, Julia vlog into the liberation. In today's vlog, I'm gonna be sharing you guys my body care and hair care routine. So, today's vlog is Julia body care and hair care don't product din review din be my personal experience din so Julia don't be my hope Julia Bangkok experience share skin care vlog so the body care and hair care and so Julia's skin type, skin texture, and skin color go to so Julia's skin that new word him up by Julia Adama Pubao, new bono. Be Julia got sensitive pitted him up by be sensitive pipio a mayo tea solution, Piota Yenja him up by so Julia got a memory money chin. ချင်းအရင်ကြိုက်ခင်ရတယ်အဲ့လိုတွေးချို့လို့ချင်းအရင်ကြိုက်တယ်ကွာလူနှစ်ယောက်ရှိရင်တော့မှဂျူလီယာကိုချင်းနေရပူကြိုက်ကြတယ်ဆိုတော့အဲ့လိုမျိုးဆိုတော့ပြီးရင်ချင်းကြိုက်လိုက်တယ်ဆိုလို့ရှိရင်လည်းချင်းကြိုက်ဖို့ကတမ်းမပြောက်တော့တွေးထွက်အောင်မကုန်မချင်းမပြောက်တော့ဘူးကွာအဲ့ဒါဂျူလီယာအတွက်တော်တော်ဆိုးရယ်ဆိုတော့အဲ့လိုမျိုးကုတ်လိုက်ပြီဆိုလို့ရှိရင်လည်းအမာရွက်ဖြစ်တယ်ပြီးအမာရွက်ကတော်တော်နဲ့မပြောက်တော့ဆိုဂျူလီယာ6ဒီမှာဆိုလို့ရှိရင်ချင်းကြိုက်ဖို့ကြောင့်မလို့ဖြစ်တဲ့အမာရွက်တွေကအများကြီးပဲအဲ့ဒါကဟိုးအရင်ကရလေ insecure ဖြစ်ခဲ့ရတယ်အဲ့လိုမျိုးခုထိရလေအဲ့ဒါနဲ့ပတ်သက်ပြီးတော့ insecure ဖြစ်တယ်ဆိုတာကြီးမဟုတ်တော့ဘူးဆိုလို့ရှိရင်တော့ confident တော့မရှိဘူးကွာဆိုတော့အဲ့ဒါကိုလေဂျူလီယာကmaintain အဲ့လိုမျိုး maintain လုပ်တယ်ဆိုတော့ care လုပ်ပြီးရတယ်ဂျူလီယာ skin type ကအဲ့လိုမျိုးကဟိုအခုဂျူလီယာရဲ့ body skin ကကောင်းသွားပြီလားအကောင်းကြီးလားဆိုတော့လည်းမဟုတ်ဘူးဒါပေမဲ့အရင်ကထက်စားလို့ရှိရင် improve ဖြစ်လာတယ်ဆိုတော့အဲ့လိုမျိုး improve ဖြစ်လာအောင်သုံးတဲ့ product လေးကိုပြပြပေးမယ်ပေါ့နော်အဲ့ငယ်လေးကအဲ့လိုမျိုးအိမ်က main အဲ့လိုအတော်ကြီးအမေနဲ့ပဲနေရများတော့သူတို့ကတော့main ကလေးဆိုတော့အလှပဖြစ်အောင်နုနုညံ့ညံ့လေးဖြစ်အောင်ခရူးဆိုင်ပေးရကွာအဲ့လိုမျိုးအမာရွက်တွေဖြစ်တဲ့ solution လေးပြအောင်တေချာလေးသူက care လုပ်ပေးတယ်ဒါပေမဲ့ဂျူလီယာငယ်ငယ်လေး care ခေါင်းပါတယ်ပြီးတော့ငယ်ငယ်တော့ကျတော့အဲ့လောက်ကြီး main ကလေးမဆန်ဘူးကွာအလှပကြိတ်တယ်ဆိုပေမဲ့အဲ့လောက်ကြီးအဲ့လိုမျိုးအချိန်ပေးပြီးခရူးဆိုင်တဲ့ထဲမှာမပါဘူးအဲ့ဒါကြောင့်မို့လို့အခုကြီးလာမှပူပြီးတော့ကြီးလာမှစပြီးခရူးဆိုင်တာပေါ့နော်အဲ့လိုစပြီးခရူးဆိုင်တယ်ဆိုတာလေဘန်ကောက်ရောက်မှအဲ့လိုတခြားကောင်မလေးလေတွေ့တော့လှရှင်လာတာနဲ့လိုက်ပြီးတော့ queue site ဖြစ်တာပေါ့နော်စလိုက်ရအောင်ဂျူလီယာအမြဲ body care လုပ်တဲ့နေ့ဆိုလို့ရှိရင်ရေမချိုးခင် dry brushing လုပ်ပါတယ်ဂျူလီယာ Watson ကဝယ်လာတာ dry brush လေးပေါ့နော်သူကကျတော့ဒီမှာ handle လေးလဲပါတယ်ပြီးတော့ brush ကအသားအဲ့လိုကျန်းလာကြီးလည်းမဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးအဓိက exfoliate လုပ်ဖို့လို့ပါဂျူလီယာတို့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ cell အသေးကို exfoliate လုပ်တယ်ပြီးတော့ဒီမှာကတော့ massage လုပ်လို့ရတယ်လို့အဖုသေးလေးပါတဲ့ခါကျတော့တခါရဲအဲ့လိုခန္ဓာကိုယ် massage လုပ်ပြီးသားဖြစ်တော့သွေးလည်ပတ်မှုလည်းပို့ပြီးတော့ကောင်းနေပေါ့နော် dry brushing မလုပ်ခင်ကဒီသွေးလည်ပတ်မှုရှိဒီသွေးကြောလေးရှိနေရနာနှိပ်ပေးရအဲ့လိုမျိုးဒီ circle ပုံစံလေးနှိပ်ပေးရဒီနားလေးနှိပ်ပေးရအဲ့လိုမျိုးလုပ်ပြီးတော့မှ dry brush လုပ်လို့ရှိရင်ပို့ပြီးတော့ blood circulation ပိုကောင်းတယ်ဒါပေမဲ့ဂျူလီယာရောတခါလေကြာလို့ရှိရင်အဲ့လိုအပြင်းထူပြီးတော့မလုပ်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့ dry brush ကတော့အမြဲလုပ်ဖြစ်တယ်ရေမချိုးရင်အရင်ဆုံးရေလည်းမထိသေးဘူးခန္ဓာကိုယ်အချောက်ပေါ်မှာဒီဟာနဲ့အရင်ဆုံး dry brush လုပ်လိုက်တယ်အဲ့ဒါပြီးတော့ restore ဂျူလီယာဘာလုပ်လဲဆိုတော့ scrub တိုက်တယ် scrub ကကျတော့ဂျူလီယာအရင်တော့လည်းအများကြီးသုံးဖို့အဲ့လိုတချို့ကောင်းတဲ့ဟာတွေလေးရှိပေါ့နော်လို့ coffee scrub တို့ပြီးရင် Maggi scrub တို့ကတော့ဂျူလီယာနဲ့အလုပ်ပို့ဖြစ်တယ်အဲ့လိုဒါပေမဲ့ဂျူလီယာဆွဲသုံးဖြစ်နေတဲ့ဟာတစ်ခုရှိရဲ့အဲ့ဟာဘာလဲဆိုတော့ Dove က ice cream scrub ဒီ Dove က ice cream scrub ကအရင်နာမည်ကြီးရပေါ့နော်ဂျူလီယာလည်း TikTok မှာတွေ့လို့အဲ့လို like သုံးကြီးဖြစ်တာသူကသူ့ texture ကကွာလုံးဝရေခဲမှုလေးလိုပဲ cream type လိုမျိုးအဲ့လိုအီလေးနဲ့ခဏအဲ့လိုခဏကိုပေါ်အသားကြီးပေါ်တင်လိုက်တာနဲ့အီလေးဖြစ်နေတဲ့ဟာကိုကြိုက်တာပြီးတော့သူကသုံးပြီးပြီဆိုလို့ရှိရင်လေရေချိုးနေတော့အဲ့လို script တိုက်ပြီးပြီဆိုတော့ဆေးချလိုက်တာနဲ့အသားကြီးကြီးကြီးလေးဖြစ်တော့ဂျူလီယာဘလောက်ဒါဆိုသုံးနေရသုံးဖူးမြောက်ဖြစ်တော့ဘယ်လောက်သုံးလဲမသုံးလဲဒီမှာရှိဒီမှာဘယ်လောက်သုံးလဲမသုံးလဲဒါဒီနေ့မနက်မှကုန်သွားတာဒီဟာလေးကတော်တော်လေးတော့ကြိုက်တယ်သူကအသားဖြူရယ်ဆိုတာထက်သူကအသားပိုကြည့်ရယ်ပေါ့နော်တော်တော်ကောင်းပါတယ်လို့ texture လေးကစား smooth ဖြစ်တယ်အဲ့တော့ဂျူလီယာအမြဲဆွဲသုံးဖြစ်တဲ့ scrub ပါဆိုတော့နောက်ထပ် body wash
ရွေးပြီးမသုံးဖြစ်ဘူးဂျူလီယာအများဆုံးသုံးတာ Lux ကဟာလေးသုံးတယ်ပြီးလို့ရှိရင်Shokubutsu yeah အဲ့ဟာလေးသုံးတယ်ခုလက်ရှိကတော့ Lux ကဟာသုံးဖြစ်နေရပေါ့နော် body wash ကတော့လိုက်ပြီးတော့ try ကြည့်နေအောင်မယ်အဓိက body wash ကိုကျတော့ဂျူလီယာအနံ့ကြိုက်လို့ရှိရင်သုံးဖြစ်တာပုံများရပေါ့နော်တခါတလေကြလို့ရှိရင်ဂျူလီယာကအဲ့ဒီခုနက scrap နဲ့ပေါင်းတင်လေးရှိရပေါ့နော်အရင်အခုတော့မလုံးဖြစ်တာနည်းနည်းတော့ကြာပြီအရင်တော့ဆိုလို့ရှိရင်ဒီ scrap ကိုတိုက်လိုက်တယ်တိုက်ပြီးတော့မှခန္ဓာကိုယ်ပေါ်မှာနှက်ထားတယ်နှက်ပြီးတော့ခုနကပြောရဒီ dead cells တွေအများဆုံးရှိရင်ဒီတထောင်လို့ပြင်လက်ဆိုလို့ရှိရင်ဒီနားလေးကွာဒီလက်စစ်လေးအဲ့လိုမျိုးကြီးဆိုလို့ရှိရင်အဲ့လိုပုံမှန်နေရာထက်ပိုပြီးမင်းနေလေးရှိရကွာဆိုတော့အဲ့လိုမျိုးနေရာတွေမှာဂျူလီယာက peeling solution သုံးလေးရှိတယ်ဆိုတော့ TikTok တို့ဘာလို့မှဆိုလို့ရှိရင် ordinary peeling solution ကိုသုံးတာများကြတယ်ဂျူလီယာအရင်တော့ကျတော့ Skintific က peeling solution ကိုသုံးတာ ordinary ဟာတော့မသုံးကြည့်ဖြစ်သေးဘာလို့လဲဆိုတော့သူများအကုန်သုံးနေရဆိုတော့ကဂျူလီယာလည်းဒီမှာ peeling solution တခြားမတူတဲ့ brand တွေတွေ့တော့စမ်းကြည့်နေရအခုကကျတော့ skin collection ကပေါ့နော် skin collection ကပဲဒီ peeling solution သုံးဖြစ်နေရယ်ဂျူလီယာကတော့သုံးဖို့နှစ်ခု peeling solution နှစ်ခုရမှာဒါနဲ့ Skintific ကဟာနဲ့ဆို Skintific ကဟာပိုချစ်တယ်ဒါကြောင့်နည်းနည်းလေးslimy ဖြစ်တယ်လို့ခံစားရတယ်အားကြောင့်မလို့တိတ်ပြီးတော့မကြိုက်ချင်ဈေးရလေးတရားနည်းနည်းပိုနေရအောင်အဲ့အမျိုးလေးအဲ့အနဲ့ဒီခုနပြောလို့တရောင်တို့လက်တို့ဒူးတို့နေရာမှာထားပြီးတော့နှက်ထားပြီးတော့ဒီ plastic wrap တွေရှိရကွာဂျူလီယာတို့အစားတောက်အုပ်တဲ့ခါ plastic wrap တွေနဲ့အဲ့လိုမျိုးနေရာလေးမှာစီးပြီးတော့ပေါင်းတင်ထားလေးရှိရပေါ့နော်ဟိုပေါင်းတင်တာမဟုတ်ဖိနေဘယ်နေရာမှာသုံးလဲပဲထက်သုံးလေးလဲဆိုတော့ခုနကဂျူလီယာပြောလို့ dry brush လုပ်တယ် scrub တိုက်တယ်shower ဒီရေချိုးဆက်ပြန်လဲရေချိုးရပြီးသွားပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ရေချောက်တုတ်လိုက်တယ်ကွာတုတ်ပြီးသွားပြီဆိုလို့ရှိရင်ဒါကိုတစ်ကိုယ်လုံးနှက်အောင်လိမ့်လိုက်တယ်တစ်ကိုယ်လုံးနှက်အောင်ဂျူလီယာကျတော့ဟို trail တွေရလေခုနပြောလို့အမာရွတ်တွေရှိရဆိုတော့ချင်းကိုက်တဲ့အမာရွတ်တွေလက်ကျန်ကြီးကျန်သေးရဆိုတော့တခါ exfoliate လုပ်ပြီးသားဖြစ်အောင်ဒါကလေနောက်ထပ် exfoliate လုပ်တဲ့ဟာတစ်ခုပဲဆိုတော့ body care လုပ်တဲ့ရက်ဆိုလို့ရှိရင်တော့ exfoliate ကsteps တွေများကွာ dry brush ကလည်း exfoliate လုပ်တယ်ဒီ scrub ကလည်း exfoliate လုပ်တယ်ဒီ peeling ကလည်း exfoliate လုပ်တယ်ဆိုတော့ exfoliate လုပ်တာကတော့ step 3ခုလောက်ဖြစ်သွားလိမ့်မယ်ဆိုတော့တခုတတိထားမှာကျတော့အဲ့လိုမျိုး body care လုပ်ပြီးပြီဆိုလို့ရှိရင်နေအောင်နဲ့သွားထိလို့မရအောင်အဲ့တော့ဂျူလီယာဘလို့ရက်တွေမှာလုပ်လဲဆိုလို့ရှိရင်အိမ်မှာနေရရက်မှမဟုတ်ညဘက်ဒီမှာ body care လုပ်ဖြစ်တယ်မဟုတ်လို့အဲ့လို exfoliate တွေအများကြီးလုပ်ပြီးမှနေအောင်နဲ့သွားထွက်လိုက်တယ်နေအောင်နဲ့တိုက်ရိုက်ထိလိုက်တယ်ဆိုလို့ရှိရင်ကျတော့ပို့ပြီးတော့စိုးသွားစီရပေါ့နော်ခန္ဓာကိုယ်အသားရည်ကိုအဲ့တော့ခုနဒီဟာသုံးတဲ့ဟာပြောမယ်ပြန်ပြောမယ်ဆိုလို့ရှိရင်ရေချောင်းတော့ပြီးသွားပြီဆိုလို့ရှိရင်ဒါတကူလုံးလိမ့်လိုက်တယ်အဲ့တော့မှဂျူလီယာရဲ့ဒီအမာရုပ်တွေလည်းတစ်ခါပြီးသွားရောဒီလက်တွေဆိုလို့ရှိရင်လည်းပြီးသွားရောပေါ့နော်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကျတော့ body lotion နဲ့ cream လေးတောင်းမယ်ဒါတော့လက်ရှိ Julia ရဲ့ favorite body lotion ပေါ့နော်ဒါတကယ်ချင်းတယောက်က recommend ပေးလို့ Julia လည်းဆန်းသုံးကြည့်တာဒီ Eucerin က pH 5 body lotion ပေါ့နော်ဒါအဓိကကတော့ moisturizer ကောင်းတာအသားဖြူရဲဆိုတာထက်အသားလဲဒီဟာလေးလို့အသားမဖြူကွာအသားမဖြူအဲ့လို sun protection နဲ့မပါဘူးသူအဓိကကျတော့ moisture ပဲထိမ့်ပေးတာသူ့ရဲ့ texture လေးကအဲ့လိုမျိုးဆွတ်အေးလေးပေါ့နော်လိမ့်လို့ကောင်းတယ်ဒါပေမဲ့ဒါလိမ့်ပြီးပြီဆိုလို့ရှိရင်တော့အပေါ်ကနေပြီး sun cream လိုက်မှတော့ရမယ်ပေါ့နော်မဟုတ်လို့ရှိရင်နေလောင်နေမယ်ဂျူလီယာကတော့အပြင်ကြီးလို့ဆိုင်ခရမလိုက်ဘူးအဲ့တော့နေလောင်နေအသားကြီးဆိုတော့ဒီက moisture တော်ကောင်းတယ်တော့အဲ့လိုတခြားပေါ်လို့ရှိနေလို့လိမ့်ပြီးခါစားလောက်ပဲဆိုလေးဖြစ်နေတာမို့တော့တော်တော်ကြာတဲ့အထိကိုလိမ့်ပြီးဆိုလေးဖြစ်နေတာသူကကျတော့အဓိကကွာအဲ့လိုခန္ဓာကိုယ်ဒီအသားကြီးကိုပြန်ပြီးတော့ဒီပျက်စီးနေတဲ့ skin barrier ကိုအသက်ပြန်လဲပြီးတဲ့ပုံစံမျိုးအလုပ်လုပ်တယ်ပေါ့နော်ဒီ Eucerin ကနည်းနည်းလေးတော့ဈေးကများချင်တယ်အဲ့တော့ခြေတာပြီးတော့သုံးရတယ်ပေါ့နော်နောက်ထပ်ကကျတော့ဒီ cream လေးပေါ့နော်ဒီ cream ကNakis က Lively Bud ဆိုတဲ့ cream လေးပေါ့နော်သူကကျတော့အဓိက Julia တို့ဒီဒူးဝေမဲတာတထောင်မဲတာမဲနေတဲ့နေရာယူဒါက Julia သုံးနေရနှစ်ပူးမြောက်ရှိပြီသူကလည်းမဆိုးကောင်းနေ Julia ကြိုက်တယ် result ကိုသိတာရလို့ခံစားရတယ်ဆိုတော့ဒါလေးလည်းမဆိုးပေါ့နော်ဟာတော့ね Vaseline ဟာတော့ Julia မျိုးစုံသုံးနေဒီ 10x ဟာလည်းသုံးနေနောက်ပြီးတော့မှတခြား 70x လာမသိဘူးအသစ်ထွက်တဲ့ဟာတွေလေ Julia မျိုးစုံသုံးနေ Vaseline ကလောလောဆယ်တော့ဒီဟာကို
backup အနေနဲ့ထားထားရပေါ့နော်ခုနပြ Eucerin ကဟာကိုကျတော့အမြဲ primary အနေနဲ့လိမ့်နေပြီးတော့ဒါကိုကျတော့ backup အနေနဲ့ထားထားရပေါ့နော်ဒါကတော့ glitter higher ပေါ့အသားနည်းနည်းဖြူအောင်မဖြူပါဘူးဖြူရတော့မဖြူဒါပေမဲ့ Vaseline က higher အလိမ့်လို့ကောင်းတယ်အဲ့လိုဟို 70x အစိမ်းရောင်စိမ်းပြရောင်လေးဆိုလို့ရှိရင်တော်တော်ကောင်းတယ်သူဆိုရင်အသားလေးကြည်ပြီးတော့အဲ့လိုတွေးချောလေးပါစိမ်းလာတွေ့ရတယ်ကွာ Vaseline က sun cream သုံးမှု Vaseline က sun cream ကကျတော့အရင် white cast တွေအရင်များပြီးသူ့ရဲ့ texture ကြီးကအဲ့လိုစိတ်စိတ်ကက်ကက်ကြီးဖြစ်နေရကျွန်တော်မကြိုက်ဘူးဒီ Nivea ကဟာကသူ့ထက်စားလို့ရှိရင်နည်း over smooth ဖြစ်တယ်ပေါ့နော်ပြီးတော့ပို့ပြီးတော့ lightweight ဖြစ်တယ်လို့ခံစားလို့ဒါလေးကိုပို့ပြီးတော့prefer ဖြစ်ပါတယ်။ဒါကောင်မလေးဒီချိုင်းရှားအသားရည်ကို cue ဆိုင်တာလေလိုရဂျူလီယာကတော့အများကြီးမလုပ်ဘူး shave လုပ်တယ်ပြီးသွားလို့ရှိရင် roll on တောင်းတယ်အဲ့နှစ်ခုလောက်ပဲပြီးတစ်ခါလေကြောက်လို့ရှိရင်တော့နည်းနည်းခုန Nike က cream ကိုလိမ့်နေပေါ့နော်ဆိုတော့ဒါကဂျူလီယာတုံးနေတာတော်တော်ကြာပြီး3နှစ်လောက်ရှိတော့မယ်ဒီ roll on ကိုတုံးတာဂျူလီယာပထမဆုံးစတုံးတဲ့ roll on ကဒီ roll on ပဲအခုဒီလေတရားပဲတုံးတာဒါ Seacon က roll on ပေါ့နော်ဒါလေးတော်တော်ကောင်းတယ်အနံ့လေးလေးမစိုးပြီးတော့တနင်္ဂနွေလင်းခံတယ်ပြီးတော့ချိုင်းချအသားရည်ကိုလိုမဲသွားတာဘာလို့လဲမဖြစ်ဘူးကွာဒါတော်တော်ကောင်းတယ်ဒါ feminine products ကတော့ Julia Nagis ကခုန brand ကဟာပဲတုံးဖြစ်တယ်ဒါပေမဲ့Julia ကိုရိုင်းက sensitive skin ဖြစ်တဲ့ဟိမှာပါတော့အဲ့ feminine product တွေကျတော့စမ်းပြီးတော့မတုံးရဲဘူးကွာအဲ့ဒါကြောင့်မို့လို့အဲ့ဒါဘာမှ review မပေးတော့ဘူးပေါ့နော်ဆိုတော့ဒါအကုန်လုံးကတော့ Juliaတကူရေသုံးတဲ့ဟာပေါ့နော်ယူရသုံးတဲ့ products လေးပါတော်တော်များများက sensitive skin approve ဖြစ်တာမို့လို့ဒီဆန်းသုံးကြည့်ရှင်တဲ့သူတွေဆိုလို့ရှိရင်လည်းသုံးကြည့်လို့ရရပေါ့နော်ဒါပေမဲ့ peeling solution တခုတော့တိတ်ပြီးတော့အမမခံဘာလို့လဲဆိုတော့ peeling solution ကမသုံးတတ်ဘူးဆိုလို့ရှိရင်ပျက်စီးသွားတတ်တယ်ပေါ့နော် skin တွေပျက်စီးသွားတယ်ဆိုအဲ့ဒါကို cue ဆိုင်မှရပါမယ်ဆိုတော့ဒီနေ့ vlog လေးရတော့ပါပဲ beauty tips လေး sharing မလုပ်ပြရကြလို့ခု sharing လုပ်ပြရပါ so thanks for watching till the end don't forget to subscribe and see you in the next video bye